ခုချိန်မှာတော့ကျွန်တော်တို့ဆက်လက်ပြီးမှကျွန်တော်တို့ရဲ့ဒီ MTC MDF ရဲ့ General Secretary ဖြစ်တဲ့ကိုဆရာကဲဘယ်ရိုနာကိုစကားပြောဖို့ရအတွက်ကိုဖိတ်ခေါ်ချင်ပါတယ်Ok, mình là bà xem mà cho nó tàn xin lấy cha bà là không nhỉ? ကြားရပါတယ်ဆရာ Ok bà, đi mình đi CBE của nhà này nè, cho nó rồi đi MTC MDF tuệ, tất cả mấy phim mà lũ anh này nè, nhà bùng ấy tuệ, cho nó rồi vài vài phim mà sao cũng biết cha rồi tuệ là tham xong này nè, chế dụ tiền trang của biểu cha lũ bà đấy, cho nó MTC MDF của ra này nè, chế dụ tiền trang biểu chăm mà đấy. Dulu dia ni ka di ane ye jama yau chi ni de di online program ne chano ro ye di fundraising ko a pe pi do ma chi shu pe ja de lu a yau chiတိုင်းပုံမှာလဲအထူးပဲကျေးဇူးတင်ရှင်ကြောင်းကိုပြောချင်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ဖက်မှာကတော့မနေ့ပိုင်းဖြစ်ပြီမဲ့နောက်ဖက်မှာတော့ဒီညနေပိုင်းဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဖက်မှာတော့အင်တန်မှမိုးတွေဘာတွေတိတ်ပြီးတော့မှရတီ YouTube လေးကအင်တန်မှတာယာနေတဲ့နေခင်လင်ဖြစ်ကြောင်းကိုလည်းကျွန်တော်ဒီကနေပြောချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီကျွန်တော်ဒီကနေ့ပြောကြားမယ့်အချက်ကတော့ဒီကျွန်တော်တို့ကဒီစကားပြောတဲ့အခါမှာအမှန်တရားနဲ့ဒီမဟုတ်တာပြောတဲ့ဟာလို့ရှိရင်မဟုတ်တာပြောတာကိုကျွန်တော်တို့ဗမာလိုဆိုရင်တော့အတင်းပြောတာပေါ့လေအတင်းပြောတာလို့ခေါ်တာပေါ့ကျွန်တော်တို့ကြတော့ခုဒီမနေ့ကျွန်တော်ကြတော့တဲ့အထောက်ထားနေတဲ့တော့ကကျွန်တော်တို့ရဲ့ဒီဖြစ်ပျက်နေတဲ့အဖြစ်ပျက်တဲ့အပေါ်ကိုချိန်ခံပြီးတော့မှအသေးစိတ်15မိနစ်လောက်အချိန်ယူပြီးတော့မှပြောကြားပေးမှာဖြစ်တယ်ဒီအပေါ်မှာလည်းအားလုံးတိတ်ခံပြီးတော့မှနောက်ထောင်ပေးကြဖို့အတွက်ကိုလည်းပထမဆုံးမေတ္တာရက်ခံချင်ပါတယ်ဆိုတော့အကောင့်ကျင်အနေနဲ့ကတော့ကျွန်တော်တို့ဒီ CNF CNA အနေနဲ့လက်ရှိချင်းပြည်နယ်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်ပုံမှာကျွန်တော်တို့မရာဒေတာအပေါ်မှာဘယ်လိုလုတ်ကင်နေတယ်လဲဆိုတာကိုကျွန်တော်ကတော့ကောင်းချင်တက်ပြီးတော့မှအနည်းငယ်ပြောချင်ပါတယ်ဆိုတော့CB အနေနဲ့ဒီ MTC MDF တွေအနေနဲ့ရှိကောင်ရှင်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်မပတ်သက်ဘူးလားဘာဖြစ်လို့ရှိနေအကြောင်းပြောနေရတယ်လဲဆိုတာကိုတချို့ကမြေခွန်းထုတ်ကောက်ထုတ်ပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော် data တွေမှာတကယ်တမ်းတော့ရှိကောင်ရှင်ကင်းချင်သွားပါပြီရှိကောင်ရှင်ကဲ့တုတ်တော့အုတ်ချုပ်ရကြံရှိနေတဲ့အဖွဲ့အစည်းတွေကရှိလာတဲ့အခါမှာခုတော့ကျွန်တော်တို့အနေနဲ့ရွေးချယ်ရလမ်းမရှိတဲ့အဆုံးအမတွေလို့ရွေးချယ်ပြီးတော့မှလောက်ကင်ရတာဖြစ်တယ်ပေါ့လေဆိုတော့ CNF အနေနဲ့ကျွန်တော်တို့မရာမျိုးတွေရှုတဲ့အပေါ်မှာမျိုးမသားလှုပ်ဆောင်ချက်များနဲ့တွဲခွဲအုပ်ချုပ်ဖို့ရန်အတွက်ကြံရှိတဲ့နီလန်းကိုကျွန်တော်ကဒီနေ့ကနေကောက်ချက်အချက်ရှိချက်၉ချက်အနေနဲ့ကျွန်တော်ကတော့ထောက်ပြပြီးတော့မှပြောသွားမှာဖြစ်တယ်ဒီအပေါ်မှာအားလုံးကတေချာလေးတခုမကြံဖို့လေတေချာလေးဆက်ဆက်နဲ့နားထောင်ပြီးကြဖို့အတွက်လည်းမေတ္တာရက်ခံခြင်းတဲ့အဲ့ဒီမပြောခင်မှာကျွန်တော်တို့အချက်ထက်ကိုမရောက်ခင်မှာဒီ CNF နေနဲ့ဒီချင်းပြည်နယ်အတွင်းမှာဗောလေဘာဖြစ်လို့များဒီလိုတွဲခွဲအုပ်ချုပ်မှုစနစ်ကိုရွေးချယ်ပြီးတော့မှချင်းပြည်နယ်ကိုအုပ်ချုပ်ဖို့ရွေးချယ်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့နားမလည်ဘူးဗောလေဆိုတော့ဒီတိုင်းပဲကျွန်တော်တို့မရာ data တစ်ခုထည့်ပဲမဟုတ်ဘူးပေါ့အခုဖလန်ကအစပေါ့လေဒီနေရာပေါင်းစုံပါပဲသူတို့တွဲခွဲအုပ်ချုပ်ဖို့အတွက်မရရအောင်လိုက်ခွဲပြီးတော့မှလူမျိုးတစ်မျိုးထဲကိုပဲမရရအောင်လိုက်ခွဲတယ်တဆူတချီချီနိုင်နေတဲ့လူကလည်းမရရအောင်လိုက်ခွဲပြီးတော့မှအုပ်ချုပ်နေတယ်ဆိုတာကဒီအလိုအတိပဲဖြစ်တယ်ကျွန်တော်အမြင်တော့သူ့အနေနဲ့ဒီ combined system နဲ့ဒီချင်းပြည်နယ်တစ်ခုလုံးကိုစူပေါင်းပြီးမှမအုပ်ချုပ်နိုင်တဲ့အတွက်ချင်းပြည်နယ်ကိုအစိတ်စိတ်အမှောင်မှောင်ကိုယ်အောင်အရင်လုပ်ပြီးတော့မှတယောက်နဲ့တယောက်စိတ်ဝါကိုယ်နေတဲ့အခါမှာဘဝနဲ့ဘယ်လိုပြောရမလဲမင်းတို့ဒါဒီလိုဆရာကြီးဟိုဘယ်လိုပြောရမလဲမို့နော်တယောက်ကျွန်တော်တို့အကလူမျိုးတစ်မျိုးကကျွန်တော်မရာတွေကရှင်းလုံးလိုက်တဲ့အခါမှာဆိုရင်အင်အားကြီးအရင်ကြီးမယ်ဘယ်လိုပြောပါဘယ်လိုရှိရင်လူလေးလည်းအရင်များလာတဲ့အခါမျိုးမှာဖြစ်လာနိုင်တယ်ဗောလေအဲ့လိုဖြစ်လာမယ်ဆိုလို့ရှိရင်သူတို့နဲ့ဒီကျွန်တော်တို့မရာကို data ကိုအုပ်ချုပ်ဖို့အတွက်မလွယ်တော့လောကမလွယ်တော့အဲ့ဒီအခါမှာသူကဘယ်လိုလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်လဲဆိုတော့အခုကျွန်တော်ပြောတဲ့ဟာမနော်ကျွန်တော်မရာလူမျိုးကိုနှစ်ပိုင်းနှစ်ခွဲပြီးမှအားနဲ့အောင်အရင်လုပ်ပြီးတော့မှသူကအဲ့ဒီချိန်မှာသူကအားကြီးတဲ့ပုံစံမျိုးနဲ့ဝင်ပြီးမှအုပ်ချုပ်ဖို့အတွက်ရွေးချယ်ခဲ့တဲ့ပုံစံမျိုးကိုကျွန်တော်ကတော့မြင်နေရပါတယ်ဆိုတော့ဆက်လက်ပြီးပြောချင်တာကကျွန်တော်တို့ MTC MDF အခု MTC MDF မှာတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်တို့ကိုတိုင်ကအစလက်ရှိ MTC MDF တခုလုံးမှာရှိတဲ့ကောင်းဆောင်ကြီးတဲ့အကုန်လုံးကဒီ CDF မရာဆိုတဲ့အစကိုပြုတ်ခဲ့တဲ့သူတွေပဲအကုန်လုံးဖြစ်ပါတယ်နော် CDF မရာအစကိုပြုတ်ခဲ့တဲ့လူတွေအကုန်လုံးပါအဲ့ဒီချိန်မှာကျွန်တော်တို့အဲ့ဒီ CJDC တို့ဘာလို့မစခင်မှာလူတိုင်းမတိတဲ့ဟာအချက်တစ်ချက်ရှိတယ် JMC ဆိုတာအရင်ကျွန်တော်တို့အရင်ဥဆုံးကျွန်တော်တို့ဖွဲ့ခဲ့ရပါတယ် Joint Military Council ပေါ့အဲ့ဒီ Joint Military Council အဖွဲ့ကတဲ့ကကျွန်တော်တို့ MTC MDF တဖွဲ့လောက်ကအဲ့ဒီ Joint Military Council မှာfounder အနေနဲ့ပါဝင်လာခဲ့ပြီးမှတရှင်းတိုးလာပြီးတော့မှ
ဒီနောက်ဆုံး CJDC အချင်းထိကျွန်တော်တို့ကိုယ်တိုင်ကတက်တက်ကြွကြွပါဝင်လာခဲ့တဲ့လူတွေဖြစ်တယ်နော်အဲ့တော့က NPC CDF မရာနဲ့တွားတာလူတာဘယ်လိုပြောရမလဲနာမည်အဖွဲ့ရှိနာမည်တာပြောင်းတာလူလို့မပြောင်းကျွန်တော်တို့ပဲအဲ့ဒီချိန်ကလည်းအခုလည်းကျွန်တော်တို့ပဲဟုတ်ပြီဒုတိယအနေနဲ့ကျွန်တော်ထပ်ပြောချင်တာကအဲ့ဒီလိုပါဝင်လာတဲ့အချင်းတစ်ချောက်မှာကျွန်တော်တို့တွားရင်နဲ့ကျွန်တော်တို့နောက်ဆုံးမှာဘယ်လိုဖြစ်လာလဲဆိုတော့ CJDC ကအတွင်းမှုကိုယ်တိုင်ဖြစ်တဲ့အခု CJDC ဥက္ကဋ္ဌ sorry မှာလို့ဥက္ကဋ္ဌဦးထန်ဟက်ကနေကျွန်တော်တို့ကပြောတယ်လဲဆိုလို့ရှိရင်မရာအမြင့်တဲ့တဖွဲ့ရှိတယ်မင်းတို့ CDF မရာနေနဲ့တွားပြီးပူပေါင်းကြပါပူပေါင်းရေးကိုလုပ်ကြပါနော်ပူပေါင်းရေးကိုလုပ်ကြပါဘယ်လိုပဲဖြစ်ပူပေါင်းကြပါဆိုတော့ကျွန်တော်တို့ကပူပေါင်းရေးကိုလုပ်တယ်အဲ့ဒီပူပေါင်းရေးလုပ်တဲ့အခါမှာကျွန်တော်တို့ကအဖွဲ့ကနှစ်ဖွဲ့ဖြစ်နေတယ်နှစ်ဖွဲ့ဖြစ်နေတဲ့အခါမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါင်းဖို့ကဘယ်လိုပြောရမလဲဒီရရေတစ်ခွဲတဲ့ဒီရရေတစ်ခွဲကိုရောပြီးမှမခွဲမှာထည့်တယ်လို့မျိုးမဟုတ်ဘူးသူ့မှာလည်းသူ့ policy နဲ့ရှိတယ်ဒီဖြစ်မှာလည်းကို policy နဲ့ကိုရှိတယ်ဆိုတော့အဲ့ဒီ policy တစ်ခုကိုပေါင်းစပ်ဖို့အတွက်လို့ရတဲ့အခါမှာအများကြီးညှိနှိုင်းပြီးမှစကားပြောရတာရှိတယ်အဲ့ဒီပုံမှာကျွန်တော်တို့ကညှိနှိုင်းပြီးမှစကားပြောပြီးတော့မှအကောင့်ဆုံးတိဆောက်ရတာပေါ့လေအကောင့်ဆုံးတိဆောက်ပြီးမှကျွန်တော်တို့ကအဲ့ဒီအချိန်မှာ MDC MDF ဆိုတဲ့နာမည်တစ်ခုကိုထွက်လာတာပေါ့အဲ့ဒီထွက်လာတဲ့အခါမှာအဲ့ဒီနောက်ပိုင်းကျွန်တော်တို့ကိုအဲ့ဒီဟာက2022ဖေဖော်ဝါရီလ1ရက်မှာထွက်လာတာပေါ့အဲ့ထွက်လာတဲ့အခါမှာ CJDC ထက်ကိုကျွန်တော်ပြန်တော့သူတို့ကလက်မခံတော့အားလုံးတတိထားမိလားမသိဘူးဒါကကျွန်တော်တို့ကပေါင်းကျွန်တော်တို့ကတွားပေါင်းဖို့ပြောခဲ့တာလည်းမဟုတ်ဘူးသူတို့ကိုယ်တိုင်ကပေါင်းပါလို့ပြောတဲ့လမ်းညွှန်မှုအရာကျွန်တော်တို့လောက်တာကိုပေါင်းပြီးတဲ့အခါမှာသူတို့လက်မခံဘူးဒါဘလို့ကွက်လဲဒါကိုတစ်ချက်လောက်တတိထားပေးပါကျွန်တော်ခဏကြာစကားတက်ပြီးပြောပေးပါမယ်ဆိုတော့အဲ့လိုတွားရင်းနဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကနေ CJDC မှာ CJDC တစ်ခုလုံးရဲ့ရှင်းရုံရမှုနော်အဲ့ချိန်တော့ကကျွန်တော်မရာကတောင်းပန်ယူထားတာ CJDC တစ်ခုလုံးရဲ့ရှင်းရုံရမှုပဲအဲ့ဒီ CJDC တစ်ခုလုံးရဲ့ရှင်းရုံရမှုကိုကပနာကိုသူတို့ကအကြောင်းမရှိအကြောင်းမရှိပဲနဲ့ CJDC ကနေရန်နာလိုက်တယ်လုံးဝထုတ်ပေးလိုက်တယ်ထုတ်ပေးပြီးတဲ့အချိန်မှာအဲ့ဒီထုတ်ပေးပြီးတော့မှသူတို့ကဆက်လုပ်တယ်လေဆိုလို့ရှိရင်ထုတ်ပေးပြီးတော့မှအခုလက်ရှိမှာဘယ်ကနေပေါက်လာတဲ့ဟာလည်းမသိဘူးဘေးမနောဘေးအုတ်ကူကနေထွက်ပြီးမှကြာလာတဲ့ CDF မရာလည်းမသိဘူးအဲ့ဒီဖွဲ့ရှိကအဲ့ဒီအဖွဲ့ရှိကိုသူတို့လက်ခံလိုက်တယ်ကျွန်တော်ရှင်းရှင်းလေးပြောချင်တာကအခု CDF မရာလို့နာမည်ခံပြီးမှတက်ပြီးတော့မှ line ပေါ်မှာ OG ရှိနေလုပ်နေတဲ့လူတွေကကျွန်တော်တို့နဲ့ CDF မရာစလာတဲ့အချိန်တုန်းမှာဒေါ်လာရေးဆိုတာသူတို့အနေနဲ့ပြုတ်လက်တွေဆောင်ပြုတ်မဟုတ်ဘူးပေါ့လေမြေပြင်မှာလုံးဝမပါဘူးတချို့ရိုင်ကုန်မှာရှိတယ်တချို့ထုံဟွာမှာရှိတယ်ဟိုမရောက်ဒီမရောက်အကုန်လုံးနေရာတိုင်းမှာရှိပြီးတော့မှဘာမှရှိတော့ဟာလေးစိတ်မဝင်စားဘူး live ပေါ်မှာအာချောင်ဟိုအဖွဲကိုတိုက်ခိုက်တယ်အဖွဲကိုတိုက်ခိုက် live ပေါ်မှာအာချောင်မှနေတဲ့လူတွေအခုဥက္ကဋ္ဌကိုသူတို့ဥက္ကဋ္ဌကိုတိုင်ဒီတိုင်းပဲအဲ့လိုပူထန်နေမဲ့သူတို့နေလာခဲ့တာဒါပေမဲ့လည်းကျွန်တော်တို့ကိုအဲ့လိုထုတ်ပေးပြီးနောက်ပိုင်းမှာသူတို့တွေအကုန်လုံးကအဲ့ဓာတွေဟိုဒီဟာတွေဟိုမရောက်ဒီမရောက်ဖွဲ့ရအကုန်လုံးခေါ်ပြီးမှစုပြီးတော့မှဖွဲ့ကြတာအများအပြည့်အဲ့ဒီအဖွဲအဲ့ဒီလူတွေပဲပါတယ်တကယ်တမ်းကျွန်တော်ရှိတဲ့အထက်ကနေပါလာလို့တယောက်မှမရှိရတဲ့လူတွေအများအပြည့်ကဟိုမရောက်ဒီမရောက်တွေ့အဲ့ဒီကနေရောက်လာတဲ့လူတွေပဲဖြစ်တယ်ပေါ့လေအဲ့ဒါဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ MTC MDF ရဲ့ CJDC course လေအတွင်းရှိရုံရမှုကိုပထမဆုံးအနေနဲ့ရဆိုင်နေမို့လေရဆိုင်နေဒုတိယအနေနဲ့ CDF မရာအမိခံအဖွဲ့ပေါ့လေ CDF မရာအမိခံအဖွဲ့တွေကိုသူကဘာလုပ်လိုက်တယ်လဲဆိုလို့ရှိရင် CJDC မှာသူကတွင်းဖို့အတွက်ကျွန်တော်မရာကိုခွဲပြီးတော့မှမရရအောင်နှစ်ဖွဲမရရအောင်ခွဲပြီးတော့မှတွင်းဖို့သူတို့မှကြံရှိပြီးသားအဲ့ဒါအကွက်ကဘလို့မှဘေးမှာတွားတိတာနေတယ်လဲဆိုလို့ရှိရင်အဲ့လိုလုံကြီးနဲ့ကျွန်တော်တို့မရာကိုနှစ်ဖွဲခွဲလိုက်ပြီခွဲပြီးမှသူတို့အဲ့ဒီ CDF မရာအဖွဲ့တယ်မို့နော်အမိခံဖွဲ့တယ်ပေါ့သူတို့ကို CJDC မှာလက်ခံလိုက်တယ်အဲ့ဒီလက်ခံတဲ့နောက်ပိုင်းမှာအဲ့ဒီမှာကျွန်တော်နည်းနည်းလေးစကားကိုနောက်ဆုတ်ပြီးပြောလိုက်မယ်ကျွန်တော်တို့ CDF မရာတဖွဲလို့အကုန်လုံးပေါ့လေအဲ့ဒီသူတို့ကငါတို့ကျွန်တော်တို့လာပြီးတော့မခွဲခင်မှာ CDF မရာတဖွဲလို့ကကျွန်တော်တို့ကအတူတူရှိနေတာကျွန်တော်တို့အဲ့ဒီ cap ပဒေမှာပေါ့လေပဒေပေါ့လေအရင်က CNA နေခဲ့တဲ့နေရာနော်စင်ဟီလုံးမရာတွေကျွေးပြီးမှကြီးလာတဲ့နေရာပေါ့ရှင်နေတွေနော်အဲ့ဒီနေရာမှာကျွန်တော်တို့ကိုယ်တိုင်အခြေချတယ်စခန်းချတယ်ဌာနချုပ်လုပ်တယ်အဲ့ဒီကျွန်တော်တို့အညာအနေနဲ့800ကနေ1000ကြားမှာရှိနေပြီအညာကကျွန်တော်လူငယ်တွေအဲ့ဒီအချိန်မှာအခုက CDF မရာဒီလိုခွဲပြီးမှကျွန်တော်တို့မရရအောင်တွဲခွဲအုပ်ချုပ်ဖို့အတွက်ဘလို့အကြံရှင်ရှိတယ်လဲဆိုတာကျွန်တော်ပြောပြ
အဲ့ဒီအချိန်တော့ကကျွန်တော်တို့မှာမောင်းပြန်တက်လက်မှမရှိဘူးမောင်းပြန်တက်လက်လုံးဝတက်လက်မှမရှိဘူးမရှိတဲ့ခါကျတော့ကျွန်တော်ရှိတဲ့ CNF ကိုကျွန်တော်အကူအညီတောင်းတယ်လုပ်ပေးပါအောင်ကျွန်တော်တို့ကမောင်းပြန်တက်လက်လောက်ပဲကျွန်တော်တို့ကိုပေးပါဆိုတော့မရဘူးလေဟုတ်ပြီမရရင်ထားလိုက်အလှပြဖို့နော်ဘာဖြစ်လို့ဆိုလူငယ်တွေဖြစ်တဲ့အတွက်မောက်ပြန်တန်းတဲ့လက်ကန်ချင်တယ်ထမ်းချင်တယ်ကြီးချင်တယ်ဟုတ်လားပြစ်ချင်တယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့မှာမောက်ပြန်မရှိတဲ့အခါကျလူငယ်တွေကစိတ်ဓာတ်ကြပြီးမှနိုင်ငံခြားမလေးရှားတွေကိုထွက်ဖို့အတွက်တို့ပြည်နေကြပဲကျွန်တော်တို့တည်နေပြီအဲ့အခါမှာကျွန်တော်တို့မရာတွေစူးချင်းနိုင်ဖို့အတွက်ဒီမှာလိုအပ်နေတဲ့မောက်ပြန်ဖို့လေနှစ်လက်လောက်ပဲကျွန်တော်တို့ကအလှပြဖို့အတွက်ထမ်းလည်းမထမ်းပါဘူးပြစ်လည်းမပြစ်ပါဘူးနော်ရုံမှာထားပြီးတော့မှအလှပြဖို့တက်လောက်ပဲကျွန်တော်တို့ငှားပေးပါလို့ကျွန်တော်ရှေနေကတောင်းဝန်ရှိတဲ့လူတွေကိုကျွန်တော်ကိုယ်တိုင်မြဖုန်းဆက်ပြီးနှစ်ခါမကသုံးခါမကပြောခဲ့တယ်လုံးဝမရဘူးတလက်မှမရဘူးကျွန်တော်တို့နော်ဘလောက်ကျွန်တော်တို့မရာတွေကိုတွေးခွအောင်လုပ်လဲဆိုလို့ရှိရင်မရဘူးဟုတ်ပြီထားလိုက်ပါဦးမရဘူးနောက်ဆုံးမှာကျွန်တော်ပထင်တလာနဲ့ရှီလဝါကြမှာကျွန်တော်တိုက်ပွဲဖော်ခါနေကြလို့ကျွန်တော်ကို M16 နှစ်လက်ငှားပေးတယ်အားလုံးတေချာလေးနားထောင်ပေးကြပါတော့မောင်းပြန် MDC နှစ်လက်ငှား M16 နှစ်လက်ငှားပေးတယ်တလက်ကကြီးရိုက်တာမကောင်းဘူးတလက်ကကြီးရိုက်တာဘူးနော်ကြီးပေါအောင်မရနိုင်ဘူးနှစ်လက်လုံးကြီးပေါတော့မပေါ့ M16 ကကြီးပေါမပေါ့တဲ့ဘယ်လိုပြစ်မလဲကျွန်တော်တို့တလဲတော့ရိုက်တာတော့ကောင်းတယ်ကြီးပေါလည်းမပါပြန်ဘူးအဲ့လိုမျိုးနှစ်လက်တလက်ဆိုရင်တော့အေးလေလုံးတွေနဲ့ပတ်ပြီးမှအဆုံးထိလေလုံးနဲ့ပတ်ရတယ်အဲ့လိုမျိုးကိုကျွန်တော်တို့နှစ်လက်ပဲခါပြီးတာနောက်ဆုံးလည်းသူတို့ပြန်လာယူတော့ပါပြီသူတို့ကျွန်တော်ဒီမဟာမိတ်ကျန်တင်လာတက်ပြီးပြန်လာတဲ့အချိန်မှာသူတို့ပြန်လာယူတော့ပြီအဲ့ဒါကျွန်တော်တို့ပြေးလိုက်အကုန်လုံးကြီးတွေကအဆက်ကုန်လုံးကျွန်တော်ပြန်ပြေးလိုက်တယ်အဲ့လိုမျိုးသူတို့ကကျွန်တော်တို့ကိုလုံးဝတနေ့လေအင်အားကြီးလာအောင်စိတ်ဓာတ်တက်ကြွလာအောင်လုံးဝမလုပ်ပေးချင်ဘူးဟုတ်ပြီဒါပေမဲ့လည်းသူတို့ကရှိတဲ့မရာအမိခံဖွဲ့ကိုရှိချေဒီမှာဖွဲ့ဖိဖို့အတွက်ကြိုတင်ဘလို့ကြံရှင်ခဲ့တယ်လေကျွန်တော်ရှိရင်အဲ့ဒီ CDF မရာတွေကကျွန်တော်တို့ CDF မရာ MPCM CDF မရာကနေကျွန်တော်နာမည်ပြောင်းပြီးမှ MTC MDF PB နောက်ပိုင်းမှာ CDF မရာခွဲထွက်တာနဲ့ချက်ချင်းပဲ CDF CNA CNF တွေက CDF မရာအတွက်လက်နဲ့ငါးလက်အတိဆက်ဆက်လက်နဲ့ငါးလက်ချက်ချင်းထောက်ပံ့ပေးတယ်သူတို့အတွက်ကိုလူအယောက်30တောင်မပြီးတဲ့အဖွဲ့ကိုနော်ခေါင်းထောင်တွေကအစရည်လိုက်လို့ရှိရင်မှာ15ရောက်လောက်ပဲရှိမဲ့အဖွဲ့ကိုချက်ချင်းပဲလက်နဲ့အတိ15လက်ထောက်ပံ့ပေးလိုက်တယ်အလုံးနားလေကြားလိမ့်မယ်ထင်တယ်တဖွဲလို့လူနဲ့ထောင်နဲ့ချီရှိတဲ့အခါမှာလက်နဲ့တစ်လက်တောင်မပေးချင်ဘူးငှားတဲ့တစ်နဲ့တောင်မအစုပ်ပလို့လေလို့ပတ်တဲ့တစ်နဲ့ကိုငှားတဲ့လူတွေကနော်ဟို15ရောက်16ရောက်အဖွဲ့ကိုချက်ချင်းလက်နဲ့အတိ15လက်ထုတ်ပေးလိုက်တယ်ဆိုတာကဒါဖြစ်တင်တယ်လားဒါဘာဘယ်လိုမျိုးအကြံရှိလဲအလုံးနားလေလိမ့်မယ်ထင်အဲ့ဒီတနက်တောင်မှဘသူတွေကဝေပေးတယ်လဲဆိုလို့ရှိရင် CDF မရာ Federation Global Page မှာတွားကြည့်ကြည့်လိုက်ရှိတယ် CBC USA ကနေထောက်ပံ့ပေးလိုက်တာရှေ့အနေဥထောင်မှုအရသူတို့လုပ်ပြီးတော့မှထောက်ပံ့ပေးလိုက်တာဆိုတော့ဒီလိုဟာတွေကိုကြည့်ချင်အဖြစ် CDF မရာကိုသူတို့အနေနဲ့တွေးခွေးမရာကိုတွေးခွေးမှအုပ်ချုပ်ဖို့အတွက်ကြံစည်ပြီးသားဖြစ်တယ်ဆိုတာကိုအားလုံးကနားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်CJDC အဖွဲ့ဝင်ကိုလည်းကျွန်တော်တို့အနေနဲ့ဥပဒေမေးဆိုတာကိုကျွန်တော်တို့နံပါတ်3ချက်အနေနဲ့ဥပဒေမေးဆိုတာထုတ်ပြခြင်းကိုခံရတာဖြစ်တယ်เนาะအဖွဲ့ရှိတစ်ခုကိုထုတ်ပြတဲ့အခါမှာ release ပြင်ဖို့လည်းထုတ်ပြလိုက်တယ်ဆိုတော့ကျွန်တော်တို့ကိုထုတ်ပြပြီးမှ CDF မရာကိုလက်ခံကြောင်းသူတို့ကစာတွေထုတ်ပြန်တာမို့လေစာတွေထုတ်ပြန်တယ်နံပါတ်4အချက်အနေနဲ့ကျွန်တော်တို့ share နယ်ကနေကျွန်တော်တို့ကိုဟိုထုတ်ပြပြီးတော့မှတရားမဝင်အဖွဲ့ရှိဖြစ်တဲ့เนาะCDF မရာအဖွဲ့တေဟွာပေါ့တိုင်စနေတောင်မပြီးတဲ့အဖွဲ့ကိုတို့ကတင်ဝင်လက်ခံကြောက်ထုတ်ပြလိုက်တယ်ဟုတ်ပြီကျွန်တော်ထုတ်ပြန်လိုက်တယ်ပေါ့ကျွန်တော်တို့ MTC MDF ကိုတော့ထုတ်ပြတယ် CDF မရာကိုလက်ခံကြောက်တို့ CNA ကထုတ်ပြန်တဲ့စာထဲမှာဒီမှာအကုန်လုံးဟိုကြည့်ပါလိမ့်မယ်ဒီမှာပေါ့နော်ကျွန်တော်ပြ screen share တော့မပြတော့ဘူးဟိုဟာဖြစ်နေလို့လိုအဲ့တော့ပြပေးလိုက်မယ်ခဏနေ interview တွေပါလာလို့ရှိရင်အဲ့ဒီမှာတို့စာပထမဆုံးအပိုင်းမှာဘယ်လိုရေးထားတယ်လဲဆိုလို့ရှိရင် CNA နေနဲ့ဒီ CDF မရာကရှစ်ကောင်စီကိုတိုက်ခိုက်ဖို့ရအတွက်ဘယ်လိုပြောမလဲအမြင့်ပြည့်ချင်မှုဖို့ရအတွက် CNA နဲ့ယုံကြည်ချက်ခံယူချက်တူညီတဲ့အတွက်နော်သူတို့နဲ့ပူးပေါင်းပါဝင်ပြီးဖိကြောင်းကိုသူတို့ပထမဆုံးချက်တွေထုတ်ပြန်တယ်ကျွန်တော်တို့ MTC MDF ကရှစ်ကောင်စီကိုမတိုက်ဘူးလို့လည်းမပြောဘူးသူတို့နဲ့နေတော့ဒီအချိန်ထိလည်းကျွန်တော်တိုက်နေတာပဲထုတ်နေတာပဲ CNF လည်းခံယူချက်မတူဘူးလို့လည်းတခါမှလည်းမပြောဘူးတော့အပြီးတော့မှသူတို့ရှင်းမှာအမေလည်းမဲ့ကျွန်တော်တို့ကိုထည့်ပြပါအောင်ရှေ့ချီချီနဲ့ပူပေါင်းရအောင်ကျွန်တော်တို့လည်းပေါင်းဝင်ရှင်တယ်အမေလည်းကျွန်တော်တို့ကိုယ်တိုင်ပဲတွားပြောနေရတယ်သူတို့ဆန္ဒချုပ်ပြောရင်လည်းသူတို့က
သူတို့ထင်တဲ့အရာထင်ရကိုဆွဲပြီးကျွန်တော်တို့ဘယ်လိုပြောရမလဲမှတ်ချက်ပြုတာပေါ့ဆိုတော့ဟုတ်ပြီကျွန်တော်တို့လက်ရှိကောင်စီကိုတိုက်ချင်တယ် CDF မှာလက်ရှိကောင်စီကိုတိုက်ချင်တယ်ထားလိုက်ပါတော့လက်ခံမလက်ခံလက်ခံနှစ်ဖွဲ့ရှိလို့ကိုအရင်လက်ခံပြီးတော့မှကျွန်တော်တို့ကို CNA ကဥဆောင်ပြီးတော့မှညှိနှိုင်းပြီးမှမရာတွေကိုတဖွဲလို့ဖြစ်အောင်လုပ်ပြလိုက်ရင်တောင်မှသူတို့အနေနဲ့မိကောက်ဖခင်တတ်ပြီးတတ်အောင်မယ်အဲ့လိုမျိုးလုပ်ပေးနေကျွန်တော်တို့ကိုမရရအောင်တွေးခွဲပြီးတော့မှCNF ဖွဲ့ CDF တဖွဲ့ကိုပဲလက်ခံပြီးတော့မှဟိုပါပေါ့လုတ်ကြံခဲ့တာကိုလေနံပါတ်5အချက်နေနဲ့ဒီ MTC MDF ကိုထောက်ခံတဲ့ဒီငဖိုက်ပြီးရွာသားတွေကိုလည်းတစ်ဖက်တက်သွားပြီးတော့မှဆွဆွဲတယ်ဘာညာလုပ်ပြီးတော့မှသူတို့အနောက်ဆုံးအချိန်မပေးတဲ့အဆုံးမှာကြတော့ရှင်တဲ့နဲ့2020နှစ်အော်တိုဘာလ9ရက်နေ့မှာလက်နဲ့အင်ရတုံးပြီးတော့မှငဖိုက်ပြီးရွာသားတရွာလုံးကိုမောင်းထုတ်တာအိန္ဒိယဖေကိုကျွန်တော်မရာ CDF MTC MDF ကိုထောက်ခံလို့ဆိုမှအကုန်လုံးမောင်းထုတ်ပလိုက်တာသူတို့တရွာလုံးပို့လေမောက်ထုတ်ရှိခံရတယ်ဗောလေအခုချိန်ထိလဲသူတို့ငါဖိုက်ပြီးရွာသားတော်တော်များကရွာတော်မပြန်နိုင်တဲ့လူတောင်ရှိသေးတယ်အဲ့လိုမျိုးအဖြစ်ပြမျိုးကိုကျွန်တော်တို့မရာတဲ့အပေါ်မှာCNF ညာကျူးလွန်ခဲ့တာရှိတယ်နံပါတ်6အချက်အနေနဲ့ကတော့ဒီ MTC MDF ကိုကျွန်တော်တို့ကိုတော့လုံးဝအဲ့ဒီနိုင်ငံရဲ့အခင်းကျင်းကနေဖေရှားပြီးတော့မှကျွန်တော်တို့ဒီ CDF မှာဘာမဟုတ်တဲ့ဖွဲ့တွေကိုကျွန်တော်ကနိုင်ငံရပြုတ်ထောင်တာပေါ့လေပြုတ်ထောင်တာပေါ့အဲ့ဒါဟာလဲကျွန်တော်တို့အတွက်ကတော့တစ်ဖက်ကပြောမယ်ဆိုရင်တော့သူတို့ကကျွန်တော်တို့ကိုနိုင်နေလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့မနိုင်ပါဘူးဆိုတာကကျွန်တော်တို့ကအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တစ်နှစ်လို့ပျောက်ပလိုက်တယ်လုံးဝ MTC MDF နဲ့မရာနေမီမှာတထိတ်တဲ့နေရာမှာနည်းနည်းလေးပဲနေရာယူပြီးတော့မှအကုန်လုံးအမိပျောက်ခြေပျောက်လိုက်တယ်ပြန်လာတဲ့အချိန်မှာတော့လေဟုန်ရှိပြီးတော့မှအကောင့်မို့ဆုံးနေနဲ့ပြန်လာနိုင်ခဲ့တယ်လို့ပဲကျွန်တော်တို့ကယုံကြည်တယ်ဒီထက်လှုပ်ရှားတော့ကြံသေးတာပေါ့အများကြီးတော့ဆိုတော့စ조사ဖို့လည်းကြံမှန်သေးတယ်လို့ကျွန်တော်ပြောချင်တယ်နံပါတ်9အနေနဲ့ကတော့ CDF မရာအမီခံဖွဲ့ရဲ့ဒီအတူအယောင်မရာနဲ့ကောင်စီကို CJDC မလဘရှိဘလာချင်းလက်ကောင်စီဆိုတဲ့ကောင်စီဆိုတော့အဲ့ဒီကောင်တွေကလက်ခံပေးတာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီ CDF မရာကိုပထမဆုံးဒီမဟုတ်အဲ့လိုပြောရင်မှားမယ် CDF မရာအနေနဲ့ထိုင်ကတော့နေရလောက်ကြောက်နေတဲ့လူတယောက်ရှိတယ်သူတို့မှာ CDF မရာတဖွဲ့တာလို့ရှိတာကအုပ်ချုပ်ကအုပ်ထကအစဘတူကအဆုံးမို့လေဘတူမဆိုအဲ့ဒါဘတူလဲဆိုတော့သူတို့ရဲ့ဘွေကုန်းကပူးလို့ခေါ်ကြတယ်သူတို့ကအလုံးလေ CDF မရာကလူတအကုန်လုံးတော့ပြောလိုက်ဘွေကုန်းကပူးလို့ပဲခေါ်ကြမှာတဲ့ဘွေကုန်းက CDF မရာခွေထွက်ရဲ့အတွက်ဥဆောင်ပြီးတော့မှခွေထွက်ခဲ့တဲ့လူဖြစ်တယ်ကျွန်တော်တေချာလေးပြောပြမယ်အဲ့ဒီချိန်မှာဒီဘွေကုန်းကဘာကြောင့်ဟိုဘော CDF မရာအဖွဲ့ဒီ MTC MDF ကနေခွဲထွက်ရတယ်လဲဆိုတာအကြောင်းရင်းတစ်ခုပဲရှိတယ်အဲ့ဒါဘာအကြောင်းရင်းလဲဆိုလို့ရှိရင်ခေါက်တိတ်လက်ဘာအကြောင်းရင်းလဲဆိုလို့ရှိရင်ဒီဘောကျွန်တော်တို့ဒီ MTC MDF တခုဖွဲ့ရှိဖို့အတွက်မှာအငြင်းခုန်စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့အုတ်ချိုရေးနဲ့အုတ်ချိုရေးကအပေါ်မှာရှိမယ်ရှစ်တက်ကအောက်မှာရှိမယ်ဆိုတဲ့လူကကျွန်တော်တို့အဖွဲ့တွေပေါ့အခုကျွန်တော်တို့ MTC ND မှာရှိတဲ့အဖွဲ့တွေဒုတိယကအုတ်ချိုရေးကမလိုဘူးရှစ်တက်ပဲအုတ်ချိုမယ်ဆိုတဲ့အဖွဲ့ကဥပွေကိုအဖွဲ့တွေဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကဥပွေကို live ပေါ်မှာစကားပြောတဲ့အခါဟိုပေါ့ကြီးပြောဖို့လိုအပ်တယ်ဘာလဲအခုမှအုတ်ချိုရေးအောက်မှာမရှိတဲ့တက်ကဘာဖြစ်တယ်ညာဖြစ်တယ် live ပေါ်မှာစောက်အုံနေအခုသူချင်းလက်ကောင်စီထဲမှာရောက်မှစောက်အုံနေတာအရင်တော့ကခမရဖတ်တော့ကဘာပြောခဲ့တယ်လဲအုတ်ချိုရမလို့ဘူးဒေါ်လာရဲ့ကလာမှာအုတ်ချိုရမလို့အဘူးတတ်တခုရှိရင်ရပြီတတ်တခုလို့ကအကုန်လုံးပြည်သူလူထုကိုအုတ်ချိုမယ်ဆိုရင်မှမေးပြီးကြတာအဲ့တော့တပ်ပဲလိုအပ်တယ်အုတ်ချိုရမလို့အဘူးဆိုရဲဥပိုကဘွေကိုအဖွဲတွေကချုံသွားလို့သူတို့မေးချုံသွားတယ်လိုရင်တို့ရှင်းပြောမယ်ဆိုရင်ကအုတ်ချိုရမလို့အဘူးဟုတ်လားတပ်ပဲလိုအပ်တယ်တတ်တခုနဲ့ပဲဒီလူအလုံးကိုအုတ်ချိုမယ်ဆိုရဲစတာမေဆန္ဒဆုံးသွားတဲ့ဥပိုကွဲအဖွဲတွေအခုရှိတဲ့မရာအဖွဲဆိုတဲ့ကောင်တွေက MTC MDF ကခွေထွက်တာအဓိကအဲ့ဒါပဲကျန်တာဘာမဟုတ်ဘူးအဲ့ဒီကျွန်တော်ပြောတဲ့စကားကိုမယုံမှုဆိုလို့ရှိရင်အခုနရှင်နဲ့ပြင်တဲ့အကြောင်းတွေပြောခဲ့တဲ့အရာတွေအကုန်လုံးမယုံမှုဆိုလို့ရှိရင်မီဒီယာတွေကပဲဖြစ်ဖြစ်ဘေးဖွဲ့ချီကပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုဘွေကိုတို့နဲ့အဲ့ဒီရှင် F ကတာဝန်ရှိတဲ့လူတွေနဲ့ face to face interview လုပ်လိုက်ကျွန်တော်တင်းစာရှင်းလင်းပွဲလုပ်ရတယ်
မီဒီယာကတယောက်ထိုင်ပြီတဲ့နော်အဲ့ဒီဟိုဘောဥပဝေကိုတော့အဖွေဥပဝေကိုကိုယ်တိုင်လည်းထိုင်ပြီရှင် NF ကလိုအဲ့တဲ့တူပဲဖြစ်လာထိုင်ပြီရှင်ဒီလိုအဖြစ်ပြက်တယ်မှားတလားဆိုတဲ့အပေါ်မှာကျွန်တော်တို့ face to face interview တနေ့စာရှင်းလင်းပွဲတောင်ကျွန်တော်လုပ်ရည်အစတာကလေးနဲ့ပါဝင်လာတဲ့လူတွေကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ် CNF မှာအစတာကလေးနဲ့ကျွန်တော်တို့အကြောင်းကိုလည်းအစားအဆုံးတီးတဲ့လူတွေ CNF ကလူတွေအကုန်လုံးတရားမှမတည်သေးဘူးအကုန်လုံးတက်ရှိတယ်ကျွန်တော်တို့ဖြစ်မှာတရားမှမတည်သေးဘူးအကုန်လုံးတက်ရှိလက်ရှိမှာတည်ချရှိနေသေးတယ်ဆိုတော့လိုအပ်ရင်ကျွန်တော်ဒီနေ့ပြောတဲ့စကားကို comment တွေမှာမှားတယ်မှန်တယ်ဆိုတာထက်အမီတို့ဒါမဟုတ်ဘူးဘာဖြစ်နေညာဖြစ်တယ်ပြောနေမြအစားတကယ်နဲ့ကျွန်တော်တို့ပြောတဲ့စကားတွေအမှားလားဆိုတာတေချာတီးချင်လို့ရှိရင်ကျွန်တော်အခုထောက်ပြပြီးမှပြောသွားတဲ့အဖွဲ့ရှိတွေကိုခေါ်လိုက်အဲ့ဒီကခေါင်းဆောင်တယ်တနေ့စာရှင်းလင်းပွဲလုပ်မယ်နိုင်ငံတကာအထိလူမျိုးအထိကဘာအထိတနေ့စာရှင်းလင်းပွဲလုပ်ကျွန်တော်ကိုယ်တိုင်လုပ်ရည်တယ်ဆိုတော့ကျွန်တော်တို့ကအမှားကိုလုံးဝပြောနေတာမဟုတ်ဘူးဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုကျွန်တော်တို့ကတတအပ်ကြပြောနေတာပဲဖြစ်ပါတယ်ဗောလေဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်အချက်ချစ်ကိုတော့မပြောတော့ဘူးအချက်ကိုနောက်ဆုံးတစ်ချက်ကိုကျွန်တော်ပြောချင်တာက MTC MDF နာမည်ကိုအတင်းအလီပြောပြီးတော့မှဗရောဂျူတီဆိုလာအဲ့ဒီဂျပန်ရှာဖွေပွဲစကဝိုင်းမှာသူတို့ရဲ့ဘုံမူကြီးအငိမ့်လာမငိမ့်လာတော့မသိဘူးအခုထိအပွင့်နေနဲ့ပါနေတွေ့နေရသေးတော့မငိမ့်လောက်ဘူးထင်တယ်နော်အဲ့ဒီဘုံမူကြီးအငိမ့်လာမငိမ့်လာတော့မသိဘူးအဲ့ဒီဒူကဘယ်လိုပြောတယ်ကျွန်တော်တို့ MTAD MTC MDF လို့မျိုးဟုတ်လားချင်းလဲကောင်စတီမှာမပါတဲ့လူကိုထုံထောက်မယ်ဆိုပြီးတော့ပြောပြီးတာနောက်တရက်နေ့မကြဘူးကျွန်တော်မရာနေကို drone နေနဲ့အညာအလုံးကြီးနေနဲ့ဟုတ်လား top bot နေနဲ့ပွေးကားတယ်လာပြီးမှကျွန်တော်မရာနေကိုလာပြီးတော့မှတိုက်ခိုက်ကြတာအကုန်လုံးအတိပဲဖြစ်တယ်ဒါအကုန်လုံးအတိပဲမတူညင်းမလဲအဲ့ဒါပြောပြီးတယ်လားမတိုက်ဘူးလားလာတိုက်နေတာပြီလေဆိုတော့ဒီ CNF နေနဲ့ဒီ chip နေအတွင်းမှာရှင်းလုံးဖို့ကိုတွေးသလားတွေးခွေးဖို့ကိုတွေးသလားဟုတ်လားအလုံးချင်းစားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ဒီ CNF နဲ့ဦးဆောင်တဲ့နိုင်ငံရေးကကျွန်တော်တို့ချင်းပင်နယ်အတွင်းမှာဘတော်မှစူးစီးနိုင်မှလည်းမဟုတ်တော့လို့ဘယ်အချိန်မှလည်းကျွန်တော်တို့ပေါင်းရှင်းနိုင်တော့မှာမဟုတ်ဘူးဆိုတော့ကျွန်တော်အခုလက်ရှိကျွန်တော် CB တွေနဲ့ဦးဆောင်တဲ့နိုင်ငံရေးအခမ်းကဏ္ဍကနေတစ်ရှင်းချင်းပင်နယ်ကချင်းပီတူတဲ့အကုန်လုံးအနေနဲ့ရှင်းလုံးကြဖို့အတွက်ကိုကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးကျွန်တော်တို့ဒီလက်ရှိမရာနေမှာဖြစ်ပြနေတဲ့ရှီရဲ့ပဋိပက္ခနဲ့ပတ်သက်ပြီးအနေငယ်ကျွန်တော်ပြောချင်တယ်ဒီပြောမှာရှီဒက်မရာကပြောတယ်ဟလာရှီဒက်မရာဆိုတာမိခါဖွဲ့တယ်ပေါ့ပြောတယ်သူတို့ကကျွန်တော်ဌာနချုပ်လာတိုက်တယ်လာတက်ပြီးလာတိုက်ခိုက်တယ်ဟလာဒီ CDF မရာလောက်နဲ့ကျွန်တော်တို့ MTC MDF နဲ့အလုံးရှုပ်ခါပြီးတော့တိုက်နေရှာတစ်ချက်မှမလုပ်ဘူးအလုံးတီဖို့ကဒီအဖွဲရှိလောက်နဲ့ကျွန်တော်တို့အလုံးရှုပ်ခံနေမလား CDF မရာဖွဲရှိလောက်နဲ့ဘာလဲညာနေကြီးအားလုံးပေါင်းမတရားတရားတော်မပြည့်ဘူးတရားတော်များလုံးတယ်90တောင်မပြည့်တဲ့ဖွဲ့တွေဒီအဖွဲရှိလောက်နဲ့ကျွန်တော်တို့ MTC MDF တခုအနေနဲ့စကားပြောဖို့ဟုတ်လားတိုက်ခိုက်ဖို့ဘာဖို့ညာဖို့မလိုဘူးလက်ရှိကျွန်တော်တို့တိုက်ပွဲဖြစ်နေတဲ့တူတွေအကုန်လုံးအားလုံးကလက်ရှိကျွန်တော်တို့အနေနဲ့တိုက်နေရတဲ့တူတွေကရှင်းနေတာဖြစ်တယ်ဟုတ်လားကျွန်တော်တိုက်လို့အလောင်းတလောက်ရပါပြီဆလိုက်အလောင်းတလောက်ရပါပြီရတဲ့ဟာလေးရှင်းနေပဲနောက်တစ်ကောင်ထရလက်ရှင်းနေပဲနောက်တစ်ကောင်ထရလက်ရှင်းနေပဲလဲနေရလက်ရှင်းနေလဲနေပဲဘာရှိဒက်မရာလဲဒီရှိဒက်မရာအကုန်လုံးပြေးနေလောက်ပြီခုသူတို့တစ်ခါမှတော့လူရှိအောင်လားမသိဘူးသူတို့ခောက်ဆောင်နေတာအကုန်လုံးပြေးပြီဥမာတော့တရားမှမရှိတော့ဒီရှိဒက်မရာဖွေးရှိလောက်နဲ့ကျွန်တော်တို့စကားပြောပြီးတော့မှဘယ်လိုပြောရမလဲဟုတ်လားကြီးပြောနေချင်မလို့အခုကကျွန်တော်က3နှစ်ကြော်သားနဲ့39နှစ်အဖေရွယ်နဲ့ကျွန်တော်တို့တိုက်နေရလို့စကားတွေပါတယ်ပြောနေရတာဒီအဲ့ကြောင့်ကျွန်တော်ပြောချင်တာကဒီအခုကျွန်တော်တို့တိုက်ပွဲမရာနေအတွင်းမှာဖြစ်နေတဲ့တိုက်ပွဲဆိုတာဒီဘယ်လိုပြောရမလဲဗောလေဒီ CNF ကြောင့်အဓိကဖြစ်နေတဲ့တိုက်ပွဲဖြစ်တယ်ဗောလေဆိုတော့နောက်ဆုံးအနေနဲ့အချင်းချုပ်ပြောချင်တာကကျွန်တော်တို့ဒီချင်းပင်နယ်အတွင်းမှာပဋိပက္ခအားလုံးဖလန်းနေကအစနောက်တိတိမ်မှာလည်းဖြစ်လာအောင်မယ်တိတိမ်နေကအစဘေနေရကအစဖြစ်လာတဲ့ပြဿနာတွေအားလုံးရဲ့လက်ကန်ချုပ်လက်မေးလုံးဝလက်မေးအကြီးလက်အဆွေကြီးနဲ့တရေလိုမျိုးတစ်ချေလိုမျိုးဟိုဖက်ကန်ဒီဖက်ကန်လုံနေတဲ့အဓိကတရေခံကရှင်းနေတာဖြစ်တယ်ဆိုတော့ကျွန်တော်ချင်းပင်နယ်ရှိလို့ဖို့အတွက်ကဒီ CNA ကအခု divide and rule ဆိုတဲ့တွဲခွဲအုပ်ချုပ်မှုစနစ်ကိုကျင့်သုံးပြီးတော့မှချင်းပင်နယ်အတွင်းမှာအာဏာ
စိုးတဲ့အုပ်ချုပ်ဖို့အတွက်ကြံရှိနေတဲ့ဒီအာဏာရှင်စနစ်ကိုလည်းကျွန်တော်တို့ကမဖြစ်မနေဒေါ်လာရဖို့လိုအပ်ပါတယ်ကျွန်တော်ချင်းပြီးနီကိုရီနေနဲ့အာဏာရှင်စနစ်ဆိုတဲ့ထက်မှာဒီစကားသအာဏာရှင်ကိုပဲဆိုလိုတာမဟုတ်ပါဘူးဒီနော်ကျွန်တော်ချင်းပြည်နယ်အတွင်းမှာမဟုတ်မမှန်မေတ္တာကိုရှေ့မထားဘူးဟုတ်လားအာနာယူအာနာစိတ်တွေနဲ့အုပ်ချုပ်ဖို့ကြံရှိနေတဲ့အာနာရှင်ရှင်ဆိုးတွေအကုန်လုံးကိုတွန်းလှန်ကြဖို့အတွက်ဖြစ်တယ်ဒီအပေါ်မှာလည်းကျွန်တော်တို့အလုတ်ကတဲ့အခါမှာစေတနာမေတ္တာကိုရှေ့ထားပြီးတော့မှလုတ်ကန်ကြဖို့အတွက်ကိုကျွန်တော်မေတ္တာရက်ခတ်ချင်ပါတယ်အလုတ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြောတာနည်းနည်းရှေ့သွားမယ်ထင်တယ်တောင်းပန်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ